မင်္ဂလာပါဒီနေ့ပြောပြပြချင်တဲ့အကြောင်းကတော့ကျွန်တော်တို့ဘဝမှာပေါ့နော်ပေါင်းတဲ့လူနဲ့မပေါင်းတဲ့လူဆိုတာရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလောကမှာလူနှမျိုးကိုတွေ့ရတယ်အဲ့လူနှမျိုးပဲရှိရပေါ့နော်ပေါင်းတဲ့လူနဲ့မပေါင်းတဲ့လူပေါ့နော်အဲ့တော့ဒီနေ့ message လေးမှာကျွန်တော်ပြောပြပြချင်တာကပူလောင်နေတဲ့လူပေါ့နော်အမြဲတမ်းသူ့မှာအပူတွေပဲသူ့ရှိသွားမေးလိုက်ပြီဆိုတော့အစမပြေမှုတွေပေါ့နော်ဘယ်လိုလောကမှာမသိဘဲနဲ့လမ်းပြောင်းနေတဲ့လူတွေပေါ့နော်မိသားစုရေးတွေအလုံးနဲ့အရေးတွေကြီးစားရေးတွေအဲ့အရာတွေနဲ့ကျွန်တော်တို့အချိန်ကြီးကုန်နေတယ်နော်တောက်စားမှုရင်းနေရတဲ့အချိန်ကြီးကုန်နေတယ်ဆိုရင်အဲ့လိုလူမျိုးတွေကိုလည်းမပေါင်းသင့်ဘာကြောင့်လဲဆိုတော့အဲ့လိုအပူလူနဲ့ပေါင်းပြီးဆိုရင်ကိုယ့်ကိုလည်းအပူတွေပေးလိုက်တယ်အဲ့တော့ကိုကဘယ်လိုလဲဆိုတော့လူဆိုတဲ့အရာကစိတ်ကြခြင်းဆိုတာရှိတယ်ကိုကအမြဲသူ့ဖေးမနေလို့လည်းမရအောင်ကိုဖေးမနေတယ်ထားပါတော့ဟိုဘက်လူကအပူလေအဲ့တော့ကိုစိတ်တကြနေတဲ့အချိန်မှာဆိုရင်အဲ့လူကကိုနော်ကောင်းမွန်တဲ့ idea ကောင်းမွန်တဲ့အတွေ့အကြုံပေးနိုင်မယ်လို့ထင်တာပေးနိုင်မှာမဟုတ်အဲ့တော့အဲ့လိုမျိုးလည်းမပေါင်းသင့်မပေါင်းပါဘူးနော်ပြီးတော့ကျွန်တော်တို့ရဲ့လူတွေပေါင်းလိုက်ပြီဆိုရင်အသိပညာရတော့၎င်းဘ ഹു တုဒတော့၎င်းနော်စီးပွားရေးအကြောင်းတွေဆွေးနွေးတယ်နော်အပြင်မှာဘ ഹു တုဒအရေးအရာတွေဆွေးနွေးတယ်ဒီစာအုပ်ဖတ်ကြတဲ့အကြောင်းအရာတွေအဲ့လိုမျိုးပေါ့နော်နိပညာအကြောင်းတွေAI နိပညာအကြောင်းတွေပြီးတော့ဘဝရှိအကြောင်းတွေလုပ်ငန်းပိုင်းဆိုင်ရာအကြောင်းတွေအဲ့လိုမျိုးဆွေးနွေးရဆိုရင်အဲ့လိုမျိုးကပေါင်းအပ်တယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာနှစ်မျိုးရှိမယ်တစ်ခုကသူကအစိတ်အတောက်ဖြစ်စေတဲ့လူအစိတ်အတောက်ဖြစ်စေတဲ့လူဆိုတာကကိုကသူ့ကိုသွားပြီးတော့3မိနစ်လောက်4မိနစ်လောက်ပေါ့နော်သွားပြီးအချိန်ပေးပြီးစကားပြောလိုက်ပြီဆိုတာအလုပ်ကလည်းအဆင်မပြေပါဘူးကွာမန်နေဂျာကဘယ်လိုမျိုးလုပ်တာနော်စီနီယာကဘယ်လိုမျိုးကိတ်ရတာငါဘယ်လိုလုပ်မယ်နော်မကောင်းတဲ့ mindset တွေပဲတွေးတယ်ငါ့ကိုနောက်ခါကျရင်ပြောပြီးဆိုငါဘယ်လိုမျိုးပြောထည့်လိုက်မှာနော်ဒေါသမောဟတွေရင်းများတဲ့လူတွေအဲ့လိုလူမျိုးတွေကကိုယ်တော်အစိတ်အတောက်ဖြစ်စေနိုင်တယ်ကိုယ့်ရှိမှရှိတဲ့ energy တွေကိုမကောင်းတဲ့အတွေးခေါ်တွေနော်ကိုယ့်ရဲ့ဒီလူလူမှုတွေပြောမှာဆိုတော့အချိန်ကြီးပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာတွေအများကြီးဆုံးရှုံးတယ်သူတို့ကအစိတ်အတောက်တွေအနေနဲ့ကိုယ့်ရှိရ energy တွေဆွဲယူရတတ်တယ်အဲ့တော့အမြဲတမ်းပူပန်နေတဲ့လူပါဇက်ကနေပြီးအမြဲတမ်းပေါ့နော်အဲ့လိုမျိုးအစမပြေမှုတွေပဲအမြဲတမ်းထွက်နေတဲ့လူအဲ့လိုလူတွေဆိုရင်မပေါင်းအပ်တယ်မပါတယ်ပြီးနောက်တစ်ပေါင်းတဲ့လူကဘယ်လိုမျိုးလဲဆိုတော့ကိုယ်ခွန်အားဖြစ်စေမဲ့လူနော်ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးနိုင်တဲ့လူနီးလန်းကောင်းတွေပေးနိုင်တဲ့လူအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့တွေကပေါင်းတဲ့ထဲမှာပါတယ်အဲ့တော့လူမျိုးကိုကျွန်တော်ဒီနေ့ပြပြရအောင်နော်တကယ်လောကထဲမှာလည်းရှိရအပူတွေအမြဲတမ်းပေးနေတဲ့လူဆိုရင်တော့ဒီလူကိုကျွန်တော်တို့တွေကထုတ်ချခဲ့ရမှာကျွန်တော်ဘွားမှာပျော်ရွှင်မှုတွေရမှာမဟုတ်တော့အဲ့တော့ကိုယ်ခွန်အားဖြစ်စေတဲ့လူဟိုမှာရေးစားပဲဖြစ်စေပေါ့နော်အဲ့တော့ခွန်အားဖြစ်စေတဲ့လူဆိုတဲ့ဟာကလည်းသူ့နာမှာရှိနေရုံနဲ့အသိပညာရရတယ်ဘုဒ္ဓတရရတယ်အတွေ့အကြုံတွေရတယ်ပျော်ရွှင်ရတယ်အဲ့လိုလူမျိုးတွေကစိတ်ဓာတ်ပိုင်းဆိုင်ရာတွေရောကျွန်တော်ကိုယ်ခန္ဓာကျန်းမာမှုတွေရောဒီစိတ်လက်ပေါ်ပါမှုတွေရောအများကြီးရောဘဝလမ်းကြောင်းမှာပေါ့နော်ဘဝလမ်းခီးမှာပဲကျွန်တော်တို့တွေအဆင်ပြေနိုင်တယ်ဒီမိတ်ဆွေတွေရှင်းနေပြီးအကြံဉာဏ်ကောင်းတွေရနိုင်တယ်တစ်ဖက်ပူပန်နေတဲ့လူအစိတ်အတောက်ဖြစ်စေတဲ့လူရှိရတော့ကျွန်တော်ဘာမှရဖို့မမျှော်လင့်ပါနဲ့ကျွန်တော်ရှိရနေပြီးတော့ပဲနော်ယူပြီးတော့ကိုယ်တိုင်လုံးပါပါတယ်အဲ့တော့လောကထဲမှာကျင်လည်နေတယ်ဆိုရင်အဲ့လိုလူမျိုးတွေကိုရှောင်ပါနော်ကိုယ်ခွန်အားဖြစ်စေမဲ့လူတွေအဲ့လိုလူမျိုးတွေကိုပဲပေါင်းပါပါနော်အဲ့တော့ဒီနေ့ကြောင်းရလေးတော့ပါပဲနောက်တစ်ကြောင်းရလေးကြည့်အောင်ကျွန်တော်ရဲ့ဘဝဖြစ်စမ်းပုံတွေကိုကျွန်တော်ရဲ့အတွေ့အကြုံတွေ share နဲ့ထပ်လုပ်ပေးဖို့ပေါ့နော်နောက်ထောင်ချင်တယ်ဆိုရင် subscribe လေးနဲ့နှိပ်ပေးကြပါကျေးဇူးအများကြီးတင်ပါတယ်